Hi တငယ်ချင်းတို့ရေအာကာတာထဲမှာဆိုရင်ပန်းသီးတွေလူတွေဟာဘာကြောင့်လွန်မျောနေကြတာလဲဒါပေမဲ့တို့ကဘာမျိုးပေါ်မှာကြတော့ဘလောက်ပဲအမြင်ဖုန်ကုန်အောက်ကိုပဲပြန်ကျလာတာနော်လွန်ခဲ့တဲ့အနှစ်300ကျော်ကအိုက်ဆက်နျူတန်ဆိုတဲ့သိပ္ပံပညာရှင်ကြီးကလည်းပန်းသီးအောက်ပြုတ်ကြတာကိုကြည့်ပြီးဖြေရှာခဲ့ဘူးတဲ့သူရှာဖွေတွေးရှိခဲ့တာကတော့ကဘာကြီးမှာမမြင်ရတဲ့ဆွဲအား gravity ဆိုတာရှိနေတာပါပဲအရာဝတ္ထုတစ်ခုကကြီးပြီးလေးသူ့ရဲ့ဆွဲအားကပူပြင်းလေးပဲနေဆက်ကြောင်လာထဲမှာဆိုလို့ရှိရင်နေရဲတို့တဲ့ဟာအကြီးမားဆုံးဖြစ်တယ်ဒါကြောင့်မလို့သူ့ရဲ့ gravity ကအများဆုံးဖြစ်ပြီးတခြားဂျုံလေးတွေကသူ့ကိုလှည့်ပတ်နေရတာပေါ့ gravity ဆိုတဲ့ဆွဲအားကဒုက္ခပါကြီးကိုအေယာမတန်လိုက်ကြီးတစ်ခုလိုဖြစ်စေပြီးအရာကိုမြေပြင်ပေါ်မှာကန့်နေအောင်ဆွဲပေးထားတာလမင်းကြီးကကဘာထက်သေးလို့ဆွဲအား6ဆလောက်နေတယ်ဒါကြောင့်ဓာတ်ပေါ်မှာဆိုရင်တို့တွေကစူပါမန်လို့အမြင့်ကြီးခုန်နိုင်မှာနော်gravity ကဒိုးတွေရှူးနေတဲ့လေထုကိုပါအာကာသနဲ့လွှင့်မသွားအောင်ဆွဲထားပေးတာသူသာမရှိရင်ဒိုးတွေအသက်ရှူဖို့လေးရှိမှာမဟုတ်ဘူးနော်စဉ်းစားကြည့် gravity သာမရှိရင်ဒိုးတောက်မဲ့ရေခွက်ကရေတွေကခွက်ထဲမှာမနေပဲအပေါ်ကိုလွင့်တက်သွားကြမှာမေချက်ပေးတဲ့စွပ်ပြုတ်တွေဟင်းတွေကလည်းအိုးထဲမှာမနေပဲအင်ကောင်မှုပေါ်လွင့်ညီကုန်မှာပေါ့အိမ်ကချစ်စရာခွေးလေးတွေကြောင်လေးတွေကလည်းကောင်းမှာမဟုတ်ဘူးဘူပေါင်းတွေလိုလွင့်ပြန်သွားကြမှာနောက်ဆုံးတငယ်ချင်းတို့ကိုယ်တိုင်လည်းအိယာတွေကနေအာကာသထိပြန်တက်သွားမှာဒါကြောင့်တို့တွေလုံးလုံးထုံထုံခြေချနိုင်အောင်လုပ်ပေးတဲ့ gravity ကိုကျေးဇူးတင်ရမယ်နော်နောက်ထပ်ပြောစရာသိပ္ပံပုံမြင်တွေအတွက် like and follow လုပ်ထားကြပါဦး bye bye